ဈေးရောင်းတဲ့သူကကိုရောင်းတဲ့ပစ္စည်းကိုအများသိအောင်မကြေညာဘူးဆိုရင်ကိုချစ် crush နေတဲ့ကောင်မလေးကိုအမောင်လေးကနေမျက်စိမိတ်ပြနေရတဲ့တူတယ်လို့ပြောတယ်ခင်ဗျ။ဒါကြောင့်ကျွန်တော်ဈေးလေးနည်းနည်းရောင်းပါမယ်ခင်ဗျ။ကျွန်တော်အခုပြောပြပေးသွားမှာကအတန်ပါဝါ Flexi-net ဆိုတဲ့ Wi-Fi ဆင်းကတ်လေးအကြောင်းပါခင်ဗျာ။ဒီဆင်းကတ်လေးอ่ะဆိုရင်ကျွန်တော်တို့ဖုန်းပြောလို့မရဘူး message ပို့လို့မရဘူးဖုန်းနံပါတ်ကိုမှပါတာပေါ့နော်။ဒါကြောင့်မို့ဖုန်းပြောလို့မရပါဘူး message ပို့လို့လည်းမရပါဘူးခင်ဗျာ။ လိုင်းဆွဲရတည်တံ့ဖြစ်တဲ့အတွက်လိုင်းဆွဲရမှာဆိုရင် speed က10 Mbps နဲ့ဆွဲပြီးတော့ 4G ဆက်ဖို့ဝယ်ပေးပါတယ်နော်။ဒါကြောင့် 4G ဆက်ဖို့ဝယ်ပေးတာဖြစ်တဲ့အတွက် 4G တဲ့နှိမ့်တဲ့ set တွေ device တွေမှာထည့်သွင်းအသုံးပြုလို့မရပါဘူးခင်ဗျာ။အသုံးပြုမယ်ဆိုရင် customer ရဲ့မှတ်ပုံတင်ရှေ့ချမ်းနောက်ချမ်းနဲ့ customer ရဲ့ဖုန်းနံပါတ်တစ်လုံးနဲ့အမည်ပေါက် register တင်ပြီးစတင်ဖွင့်ပေးတာပါနော်။စဖွင့်မယ်ဆိုရင်3000ခွဲကျပ်နဲ့ gig 80ပါဝင်ပြီးတော့ရက်ပေါင်း30သက်တမ်းရရှိပါတယ်။ gig 80ကိုရက်ပေါင်း30အတွင်းမှာသုံးလို့မကုန်ဘူးဆိုရင်လည်းသက်တမ်းမကုန်ရင်တရက်စောဆောင်လိုက်တိုင်းမှာသက်တမ်းပြန်တိုးသွားပါခင်ဗျာ။ဘေးဆောင်တာကတော့ဘယ်လောက်ဆောင်ရမယ်လို့ပုံမှန်သတ်မှတ်ထားခြင်းမျိုးမရှိပါဘူး။9000 1000 1000ခွဲ 15500ကြိုက်တာရွေးချယ်ပြီးတော့ဘေးဆောင်လို့ရပါတယ်။9000ဆောင်ရင် 15GB 9ရက်သက်တမ်းရှိပြီးတော့1000ဆောင်ရင် 35GB ရက်ပေါင်း30သက်တမ်းရှိပါတယ်။1000ခွဲဆိုရင် 55GB နဲ့ရက်ပေါင်း30သက်တမ်းရပါတယ်။အထူး promotion အနေနဲ့15500ပေးဆောင်မယ်ဆိုရင်တော့ gig 100ထပ်တိုးတော့ပဲ 155GB ရရှိမှာဖြစ်ပါတယ်ခင်ဗျာ။ဘေးဆောင်တာကတော့ KB ဝစ်ပြီးရနေအလွယ်တကူပေးဆောင်လို့ရတယ်လို့ကိုယ့်ဘာသာပေးဆောင်ဖို့အခက်အခဲရှိနေတယ်ဆိုရင်လည်းကျွန်တော်စီမှာပေးဆောင်လို့ရပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါခင်ဗျာဒီစင်ကတ်လေးကိုဖုန်းနဲ့ထည့်သွင်းအသုံးပြုမယ်ဆိုရင်တော့ကိုသွားလေးရမှာ Wi-Fi ဆက်လေးတစ်လုံးပါသွားတယ်လို့မျိုးပဲ internet wireless နဲ့အသုံးပြုလို့ရမှာဖြစ်ပြီးတော့အိတ်ဆောင် Wi-Fi ဆက်ထည့်သွင်းအသုံးပြုမယ်ဆိုရင်တော့လူ10ယောက်တစ်ပြိုင်နက်ချိတ်သုံးလို့ရပြီးကိုသွားလေးရယူသွားလို့ရပါတယ်။ wireless router တွေထည့်သွင်းအသုံးပြုမယ်ဆိုရင်တော့လူများများချိတ်ဆက်အသုံးပြုလို့ရမှာဖြစ်တဲ့အတွက် Wi-Fi ကျိုးဆွဲလို့မရတဲ့ကျေးလက် data တွေမှာလည်းအသုံးပြုလို့ရပါတယ်ခင်ဗျာ။အတန်ဖိုးခြင်းအတက်နဲ့လိုင်းမီရဲ့နေရာတိုင်းမှာအသုံးပြုလို့ရမှာဖြစ်တဲ့အတွက်ဒီစင်ကတ်လေးကိုအသုံးပြုလို့ပါက Ryan Expert နဲ့ MGN Delivery ရုံးရှိတဲ့မြို့နယ်တိုင်းကိုပစ္စည်းရောက်ငွေချေနဲ့ပို့ဆောင်ပေးပါတယ်ခင်ဗျာ။မှာယူလို့ပါက399986 3391 399964915444ကို Viber သို့မဟုတ်ဖုန်းကနေပြီးတော့တိုက်ရိုက်ဆက်သွယ်မှာယူနိုင်ပါတယ်ခင်ဗျာ။အားလုံးပဲတတ်တာပါခင်ဗျာ။